ပြောင်းလို့စက်ထဲမှာဆံဖုံးမရှိတော့ဘူးပွားဖြစ်တယ်ပေါ့ကြားတယ်နော်အမှန်ကြီးပြောတာကြားတယ်အဲ့ဒါတခါကြီးမှုစီမှာပတ်စံဘောက်ရှိပြီးတော့သွားမိကြည့်ဟိုကဘုရားကလည်းဒါဒီနေ့ကျွန်တော်ဆိုင်ကယ်ပြင်းလာတယ်ဆိုင်ကယ်နှစ်စီးပြင်းလာတယ်ဒါကျွေးပြင်းလာတာအဲ့ဒါညပေးရမှာခဏရုံးမှုစီတစ်ချက်ပတ်စံလေးကလုပ်ပြီးရော့ပြီးအေးစင်ဒီအောင်တော့မှာလို့လေတော့လက်ထဲမှာပတ်စံပြက်နေတယ်ပြောတယ်ကြည့်ကောင်းတော့ပြောခဲ့လိုက်တာပဲဒီမှာပြီးမယ်လို့အေးပါပြီအဲ့တော့မှကျွန်တော်ကစပေါ်လဲစီပြက်နေရှိတော့စားပြီးတော့စားပြီစားလဲတိတ်မရှိတော့ဟုတ်ကြအေးနောက်ရက်စားလို့ရှိနောက်ရက်စားတော့ရှိပြီးတော့နောက်ရက်လည်းနည်းနည်းကြော်တော့ရှိတော့နောက်ရက်စားကိုနည်းနည်းကြော်လို့ပြရတော့မရတော့ပုံနေအေးပါစင်ရောင်လုပ်မယ်နော်ဒါတင်ပြဟုတ်ပြီဒီစင်းရတယ်များလာကြကွာတို့ကလာကြီးရတော့ရှိသေးရတာလေကိုယ်ကငါတို့ဒီမှာ2000ဝယ်ကျန်တာပြောဟာ2000ဟုတ်2000ဝယ်ဟာ2000နဲ့တော့ဘာမှရှင်းဆက်သွားလို့မရတော့ဘူးအဲ့ဆိုရင်ငါပြောမယ်ဘုရားကပြောလိုက်တာလို့ပြောတာအိဗန်လာရေးမှုပေါ့နော်ဟုတ်ဒီနေ့ညတွင်ပတ်စံ9သိန်းရအောင်ရှာလို့ဒီနေ့ညတွင်ပတ်စံ9သိန်းရအောင်ရှာလို့နော်ပတ်စံ9သိန်းများရင်မရအောင်6ပေါက်တဲ့ထဲမှာလို့ပြောလိုက်ကွာဟုတ်ပြီဟုတ်လား A few moments later တာရငါတော့မရလာနေပြီခဏတော့လားဟောတယ်အညနေရကိုတပြောခိုင်းတော့မနိုင်ဘူးပြောရင်ဂိမ်းဆုံးနေရတယ်ကမေးဘာနာနေမှုတော့6ပေါက်ရတော့မြင်တော့ပြောမှာလေညလေးသွားပြောမှာဟဲ့နိုင်ဘူးခိုင်းကိုထက်ကညနေပြောခိုင်းတာခင်ဗျားဒီညတော့ပတ်စံ9သိန်းရအောင်ရှာတယ်မင်းကမနေ့က6ပေါက်တဲ့ထက်မှာလေဟာအဲ့တော့ကျွန်တော်ပြောမေးနေလို့ဒီချိန်ကျမှငါဘလို့ရှားမှာတော့ဗာမင်းခင်ဗျဒီမှာလေး6ပေါက်ကြီးဟာမြင်ရှာမဟဲ့